လာမယ့်နွေရာသီမှာဘရာဇီးကွင်းလယ်ကစားသမားကက်ဆီမီရိုနဲ့လမ်းခွဲမယ်လို့မန်ယူအသင်းအတည်ပြုကြေညာမန်ယူအသင်းကလာမယ့်နွေရာသီမှာစာချုပ်တက်တန်းကုံဆုံးတော့ကဘရာဇီးကွင်းလယ်ကစားသမားကက်ဆီမီရိုကိုတက်တန်းမတိုးတော့ပဲလမ်းခွဲတော်မယ်လို့အသင်း website ကတဆင့်အတည်ပြုကြေညာခဲ့ပါတယ်အသက်33နှစ်ရှိပြီဖြစ်တဲ့ကက်ဆီမီရိုဟာ2020နွေရာသီမှာ Real Madrid ကနေမန်ယူကိုကနဦးပြောင်းရွှေ့ရေးပေါင်တန်း60နဲ့ပြောင်းရွှေ့ခဲ့သူပါကက်ဆီမီရိုဟာလက်ရှိအချိန်မှာမန်ယူအသင်းအတွက်ပြိုင်ပွဲစုံ146ပွဲကစားပြီး20ဂိုးသွင်းယူပေးထားပေမဲ့၄နှစ်တာကာလအတွင်းမှာစူဖလားအောင်မြင်မှုကတော့လီဖလားတစ်လုံးနဲ့ FA ဖလားတစ်လုံးသာရယူနိုင်ခဲ့ပါတယ်။မန်ယူအသင်းအနေနဲ့ကက်ဆီမီရိုကိုနောက်ထပ်တစ်နှစ်တက်တန်းတိုးနိုင်တဲ့သဘောတူညီမှုရှိနေပေမဲ့ကွင်းလေကိုကစားသမားတစ်တွေနဲ့ပြင်ဆင်ဖွဲ့စည်းသွားဖို့ရည်ရွယ်ထားတာကြောင့်ကက်ဆီမီရိုကိုတက်တန်းမတိုးတော့ဖို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းလည်းသိရပါတယ်။ကျွန်တော်ရဲ့ဘဝတစ်လျှောက်လုံး Manchester United အသင်းကိုတည်ဆောင်သွားမှာပါလှပတဲ့ကွင်းကြီးတွေစတင်ရှောင်းလန်းခဲ့ခြင်းကတည်းက Old Trafford ရဲ့စိတ်အားထက်သန်မှုကိုခန်းစားခဲ့ရပြီးပရိသတ်တွေနဲ့အတူဒီအသင်းကိုချစ်မြတ်နိုးခဲ့ရပါတယ်အခုနှုတ်ဆက်ရမယ့်အချိန်မဟုတ်သေးပါဘူးလာမယ့်၄လမှာအမှတ်တရတွေပိုကြံရစ်အောင်ဖန်တီးရအောင်ပါကျွန်တော်တို့တိုက်ပွဲဝင်ရမယ်တွေအများကြီးရှိနေသေးပြီးအသင်းအောင်မြင်မှုရရှိဖို့အတွက်ကျွန်တော်ရဲ့အရာရကိုပေးဆက်ကူညီသွားဖို့အပြည့်အဝအာရုံစိုက်သွားမှာပါလို့ကက်ဆီမီရိုကပြောကြားခဲ့ပါတယ်ဗီဒီယိုလေးကိုကြိုက်နေတဲ့ခင် like and subscribe နှုတ်ပေးခဲ့ဖို့မေတ္တာရပ်ခံပါတယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ